လုံးသောတွေ့တဲ့ညီကိုမောင်နှမများမင်္ဂလာပါလို့အောင်သိတိ channel ကနေနှုတ်ဆက်ပါတယ်ဗျနော်အဲ့တော့အနံကြရင်တော့လည်းသိမှာပါနော်ငကိုအောင်ချမ်းမြေအကောင့်ကဖြတ်ချခံရတဲ့အတွက်အချိန်မီခါမီပြလို့မရပါဘူးဗျအဲ့တော့အချိန်မီခါမီပြလို့ရအောင်ကြည့်လို့ရအောင်ဆိုရင် subscribe များများနှိပ်ပြီးစင်းပေးသွင်းဖို့လိုပါတယ်အဲ့တော့လူအယောင်90ပြည့်မှလိုက်လွှင့်လို့ရမှာဖြစ်တဲ့အတွက်အားလုံးညီကိုမောင်နှမတွေဝိုင်းဝန်းပြီးတော့အားပေးကြဖို့အရေးကြီးပါတယ်ဗျနော်အခုလောလောဆယ်ဘာတွေ့ထားလဲဆိုရင်ဒီမနေ့12နာရီ10မိနစ်အတွက်ကိုတွေ့ထားတာတွေကဒီမှာရိုက်ခဲ့တဲ့3လုံး8 3လုံး8 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 3လုံး8ဆိုပြီးတော့အချိန်ချင်းရိုက်သွားအဲ့တော့ဘာဖြစ်ချင်တာလဲလို့ဆိုရင်သူကဒီမှာရိုက်ခဲ့တဲ့ဒီ3လုံး8ဒီ3လုံး8ဒီ3လုံး8အဲ့တော့၄ပြည့်ယူမယ်ဆိုရင်လည်းဒီ3လုံး8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 အဲ့တော့ဒီ3လုံး8ကိုသူ့ရဲ့ဘာဝ3လို့ဒီလိုသွားဒီ3လုံး8ကလည်းသူ့ရဲ့ဘာဝ3လို့သွားဒါဆိုရင်ဒီ3လုံး8ကလည်းသူ့ရဲ့ဘာဝ3လို့လိုက်ဒါဆိုရင်ဒီမှာဒီ3လုံး8ကိုလည်းဒီ3လုံး8ကိုလည်းသူ့ရဲ့ဘာဝ3ပဲဆိုရင်ဒီမှာ2ရှိတဲ့အတွက်ဒီမှာ1ထိပ်တစ်ထိပ်ကဖြစ်နိုင်မဖြစ်နိုင်တခါစီနီယာစင်နဲ့ပြန်ကြည့်မယ်ဆိုရင်တဲ့ဒီမှာဒီ3လုံး9ဒီ3လုံး9ဒီ3လုံး3ညာဒီ3လုံး1ဒီ3လုံး2ဆိုရင်လည်းဒါတစ်ထိပ်ပဲနော်9 3ညာ1 2ဆိုရင်လည်းဒါတစ်ထိပ်စီပါအဲ့တော့ကီးရတော့9 3ညာ5ကီးရှိပါတယ်တစ်ထိပ်နဲ့ဆိုရင်1 9 10 1 5ပေါ့နော်အဲ့ဒါရှိပါတယ်နောက်တစ်ခုကဘာဖြစ်ရှင်တာလဲဆိုရင်သူ့ကိုလိမ့်နိုင်စေရဒီ3လုံး4ဒီ3လုံး4ဒီ3လုံး9 4 4 9အပေါ်က4 4 9တွေတော့မပြတော့ပါဘူးဗျာနော်အချိန်မရဘူးအဲ့တော့ဒီ3လုံး4ကိုဒီကနေဒီ3လုံး4လို့ပေါက်ထွက်ဒီ3လုံး4ရလဲဒီကြားထဲဒီ3လုံး4လို့ပေါက်ထွက်ဒါဆိုရင်ဒီ3လုံး9ဒီ3လုံး9မယ်ဆိုရင်5ထိပ်လည်းရှိပါတယ်နော်ဒါရှိတာလေးတွေပြတာဒီ3လုံး4ဒီ3လုံး4ဒီ3လုံး9အဲ့ဒါကိုဒီ3လုံး4ကိုဒီကြားထဲကနေဒီ3လုံး4လို့ရိုက်ဒီ3လုံး4ရလဲဒီ3လုံး4လို့ရိုက်ဒါဆိုရင်ဒီ3လုံး9ဒီ3လုံး9မှာဆိုရင်5ထိပ်လည်းရှိပါတယ်ဒါချိန်ဆနိုင်မှုပြပေးတယ်နော်ဒါ3မရိုက်ဆိုရင်5ထိပ်ရှိတယ်6ထိပ်လည်းရှိပါတယ်။အားကြောင့်လဲဆိုတော့ဒီမှာဖြစ်နေတဲ့4 4 3ညက်ဒီ3လုံး4ဒီ3လုံး4ရသူ့ဘောနေဒီ3လုံးလိုက်4လို့ကတ်တယ်ဒီ3လုံး4ရလဲသူ့ဘောနေဒီ3လုံး4တယ်ဒါဆိုဒီ3လုံး3ညက်ဒီ3လုံး3ညက်လို့ရိုက်မယ်ဆိုရင်6ထိပ်လည်းရှိတယ်အဲ့တော့1ထိပ်6ထိပ်5ထိပ်ရှိတဲ့အတွက်ကနန်းတော့အာတို့လိုအပ်ပါတယ်ဗျနော်အဲ့တော့ဒီ935ကီးနဲ့ကတ်ထိုးစေခြင်းပါတယ်အဲ့ဒါလေးပြပေးတာနော်ကနန်းတော့စီးပေးထားမယ်အချိန်မရတဲ့အတွက်အချိန်က3မိနစ်ပဲရတယ်နော်အဲ့တော့အားလုံးသောညီကိုမောင်နှမတွေလိုက်မြန်မြန်လွှင့်လို့ရအောင်အခုအကောက်ပြောင်းထားတဲ့အောင်သိတိဆိုတဲ့အကောက်ကို subscribe တွေများများနှိပ်ပြီးတော့စင်ပေးသွင်းထားဖို့လိုပါတယ်ဗျနော်မိတ်ဆွေဟောင်းတွေအများကြီးပါပဲသိန်းနဲ့တန်းနဲ့ချီးနေတယ်နော်လက်ဝဲကောင်းမှာဆိုရင်4သိန်းကျော်ရှိပါတယ်အဲ့ဒါအကောက်ကိုဖြတ်ခံရတယ်ဗျအဲ့တော့လက်ဦးမိတ်ဆွေဟောင်းတွေပြန်ဝင်လာပေးပါဒါလေးဖိတ်ခေါ်တာနော်ဒါလက်ဦးအကောက်ဟောင်းပါဗျနော်အားလုံးလည်းသိရှိပြီးသားဖြစ်ပါတယ်အဲ့တော့အချိန်မရတဲ့အတွက်ပြလို့မရတာဟုတ်တော့ဒါလည်းဖွင့်လို့ပေးပါလို့ဒါလေးတောင်းမှရင်းနဲ့အားလုံးသောညီကိုမောင်နှမတွေစိတ်ချမ်းသာကိုယ်ကျန်းမာပြီးတော့လူရဆန္ဒတွေပြည့်စုံကြပါစေ